ဒါမျိုးစီသွားမလို့လား လိုင်းလေကြားကပန်းရွှေကြားဇလန်းတွဲအပိုင်းနာ16ကိုကြည့်လို့ရပါပြီကြည့်ကျင်နေဆိုရင်တော့အခုပြထားတဲ့စခရိုက်ဆိုတာလေးကိုနှိပ်ခဲ့ပြီးကွန်မန့်မှာတစ်ခုခုရေးခဲ့ပေးပါဗီဒီယိုကိုအစဆုံးကြည့်တဲ့သူမှဇလန်းတွဲအစအဆုံးကိုကြည့်လို့ရမှာဖြစ်ပါတယ်မကြည့်ချင်ရင်တော့ကြော်သွားလိုက်တာမိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်မှာပါအားလုံးကိုကျေးဇူးတင်ပါတယ်တွေ့တာလဲကြာပါပြီခင်ဗျာတော်ရင်အမေဆောက်ဆောက်တွေကအပိလာတော့အခုအမေပြပြလာစထရီနိုင်ရှိလက်စထရီနိုင်ရှိဘောလီချောင်းရဲ့ဟိုမလေးကြောက်ကွာတယ်အခုမှပဲဘာဖြစ်တယ်ဆိုလည်းမသိဘူးလုံးရေဝင်ကလာပါလုံးကလေးတော်ရင်အမေဆောက်ဆောက်တွေကအပိလာတယ်ကျေးဇူးများကြီးတင်တယ်ခုလိုအပိရလို့ကြားရတဲ့အတွက်ဝမ်းသာပြီးတီအီးဝေးပြပါတယ်စတာပါစထရီလေးပဲမကြည့် share ပေးပါဦးသိကြလေးတို့ရှယ်လီနာပေးပါကိုယူမင်းချက်ချစ်တနခါလေးလှတယ်မကြုံကျမမတက်သေးကလိန်ထားတဲ့တနခါရင်ဘိတ်ကပ်မလိန်ပဲတနခါလိန်ထားစပယ်ဒီမဲကလေးနဲ့မကြည့်စပယ်ဒီမဲကလေးနဲ့အသေးရပြောက်ကိုကြောဘရောရဲနိုင်အပြုံးလေးကအသက်နော်ကိုကြီးအောင်မင်းနိုင်မင်္ဂလာပါရခိုင်ကနေအပေးရချစ်စရာလေးရဲ့ကျေးဇူးများကြီးတင်တာဘွာဦးမလက်သေးက